အားလုံးပဲမင်္ဂလာပါရှင်စွန်ပန်းဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့တီတီဝလာဟင်းတီဟင်းရွက်တွေရဲ့လက်ဆက်မှုပုတ်တိုးမှုအစိမ့်မဲ့ရှိတဲ့ဆိုတဲ့အခေါ်အဝေါ်လေးတွေကိုအတူတူလေးလာကြည့်ကြရအောင်ရှင်ဥပမာဒီငပြောတီကမမဲ့တေဘူးစိမ့်နေတုံးပဲရှိသေးတယ်ဆိုလို့ရှင်ခုနိုဘနာနာဝမာဒါအာအိုဤဒက်အဲဆိုဒီငပြောတီကစိမ့်နေတုံးပဲရှိသေးတယ်လို့ပြောချင်တာပေါ့နော်နောက်တစ်ခုကကျတော့သူနဲ့စန့်ကျင်ဘက်အဓိပ္ပာယ်ဖြစ်တဲ့မဲ့ဒီပေါ့နော်ဒီညပြောတရားမဲ့နေပြီဆိုလို့ရှိရင်このバナナは熟していますမဲ့နေပြီဖြစ်တဲ့အတွက်ကြောင့်熟しているမဲ့ဒီဆိုလို့ရှိရင်တော့熟しますပေါ့နော်熟ဆိုတာကတော့ noun စကားလုံးပေါ့နော်နောက်တစ်ခုကကျတော့လက်လက်ဆက်ဆက်ရှိတဲ့အရာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီပန်တီကလက်လက်ဆက်ဆက်ရှိတယ်ဆိုလို့ရှိရင်このリンゴは新鮮ですဒီပန်တီကလက်ဆက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလက်ဆက်တော့ဆိုတဲ့အဓိပ္ပာယ်နဲ့စမ်းကျင်ပဲဖြစ်တဲ့အဓိပ္ပာယ်ကတော့ပုတ်တော်တူတော်ပေါ့နော်ပုတ်နေတယ်ဆိုလို့ရှိရင်腐ってるこのバナナは腐っていますဒီငပြောတီးကပုတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒီတိတိဝလန်တွေကတော့ပုတ်တော့မပုတ်သေးဘူးပေါ့နော်ရေနာတာတို့ဒါမှမဟုတ်အချိန်ထားတာကြာလာတော့တိတိဝလန်တွေကနာလာတာကို傷んでいるこのみかんは傷んでいますဒီပန်တီကတော့နာနေပြီပေါ့နော်မကြမီပုတ်တော့မယ်ဆိုတဲ့ပုံစံနဲ့သုံးလို့ရပါတယ်ရှင်သင်ခန်းစာကိုအတူပြန်ရှုံးပါမယ်ရှင်ဒီဟင်းတင်းရွက်တွေကစိမ့်နေတုံးပဲရှိသေးတယ်ဆိုရင်この野菜はまだ青いですမဲ့နေပြီဆိုလို့ရှိရင်ဒီတိတိဝလန်တွေပေါ့နော်မဲ့နေပြီဆိုလို့ရှိရင်熟していますပုတ်နေပြီဆိုလို့ရှိရင်腐っていますဒီတိတိဝလန်တွေကနာနေပြီမကြမီပုတ်တော့မယ်ဆိုရင်နာနေပြီဆိုတဲ့အဓိပ္ပာယ်က傷んでいますဒီတိတိဝလန်တွေကလက်လက်ဆက်ဆက်ပဲရှိသေးတယ်ဆိုလို့ရှိရင်まだ新鮮ですအဆုံးထိကြည့်ချူပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်ဘိုင်ဘိုင်